အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဒေါက်တာဖြိုးတီဟာရေးသားထားတဲ့အခွင့်အရေးရလျက်နဲ့ရှောင်နိုင်တာကမှစောင့်ထိန်မှုအစစ်ဆိုတဲ့ဆောင်းပါးလေးကိုဝေမျှပြီးတော့မှာဖြစ်ပါတယ်အခွင့်အရေးရလျက်နဲ့ရှောင်နိုင်တာကမှစောင့်ထိန်မှုအစစ်ဗုဒ္ဓဘာသာမှာပြောကြတဲ့၅ပါးသီလနဲ့ပဲအရင်စဉ်းစားကြည့်ကြရအောင်တနေ့တာ24နာရီမှာအသက်သက်နေတဲ့အချိန်နဲ့မသက်ဘဲနေတဲ့အချိန်ဘယ်ဟာပိုများသလဲတာမန်လူတွေခဏထားအောင်တော့တပားသူအသက်ကိုခုံခုံဝင်ဝင်နဲ့တက်နေသူတွေမှာတော့မတက်တဲ့အချိန်ကပိုများတယ်။ခိုးတဲ့အချိန်နဲ့မခိုးတဲ့အချိန်သူများသားသမီးကိုဖျက်ဆီးတဲ့အချိန်နဲ့မဖျက်ဆီးတဲ့အချိန်လိန်ပြောတဲ့အချိန်နဲ့လိန်မပြောတဲ့အချိန်တောက်စားမူးရင်နေတဲ့အချိန်နဲ့မတောက်စားမမူးရင်နေတဲ့အချိန်ဘယ်အချိန်တွေကပိုများသလဲဆိုလိုတာကငါတစ်နေ့တာလုံးမှာမှခလုတ်ကလေးတစ်ချက်နဲ့စာတင်ကျောင်းလေးတစ်ကျောင်းလောက်ဘုံသွားကျဲတာပါကွာ။ဂျန်တဲ့အချိန်ဒီအကုသိုလ်ကိုကျူးလွန်နေတာမှမဟုတ်ပဲဆိုပြီးတွေးလို့မရဘူး။ဂျန်တဲ့အချိန်ကလှုပ်เสียမရှိလို့အခွင့်အလမ်းမသာလို့မလုပ်တာ။နောက်တစ်ကောင်ဟာတစ်နေ့တစ်နေ့ငါးဘတ်တီလာတွေကဘယ်တစ်ခုကိုမှမချိုးဖောက်နေဘူး။အဲ့လိုဆိုလိုက်တီလာလုံနေပြောလို့မှမရပဲ။အခွင့်အလမ်းရလာတာတော့ရှောင်ကျဉ်နိုင်တာမျိုးကမှစောက်ထိန်မှုအစစ်ဖြစ်ပါတယ်။အခုကာလဆိုမတရားမှုကိုတွန်းလှန်နေရင်းကကိုပဲယာရုအာနာလက်နက်ငွေကြေးစရတွေနဲ့ထိတွေ့လိုက်တဲ့အခါပြောင်းလဲသွားတဲ့သူတွေရှိတယ်။ကိုကဆလို့မတရားသဖြင့်ပြန်လှုပ်လာကြတာတွေမြင်နေရတယ်။ကိုဝေဖန်ခဲ့တဲ့အတိုင်းပဲကိုပြန်ဖြစ်နေတာ။ဒါကြောင့်လဲစနစ်ကိုပြောင်းလူပဲမပြောင်းနဲ့လို့ဆိုကြတာပါ။လူဟာဖောက်လဲဖောက်ပြန်လုပ်တတ်တဲ့သဘာဝရှိတာကြောင့်မို့လို့ပဲ။ဒါကြောင့်လဲစိတ်ကြွယ်ရာအရက်မှာတော့မကောင်းမှုကိုမလုပ်ဘူးဆိုတဲ့အရဟံကုံဟာဖျားကုံတော်ဖြစ်နေတာပေါ့တကယ်အကျင့်မပြတ်တဲ့ဝန်ထမ်းပြည်သူမျက်နှာကိုကြည့်တဲ့သူဆိုတာကိုယ်တိုင်အကျင့်ပြတ်စရာအခွင့်အလမ်းတွေရလာတာတောင်မှစောက်ထိန်နိုင်တဲ့သူမျိုးကိုခေါ်တာပါအိမ်တော်ရေးမှာလည်းဒီလိုပဲယောက်ျားတွေဟာချမ်းသာလာတဲ့အခါအောင်မြင်လာတဲ့အခါပျက်စီးသွားကြတယ်တဲ့အစကငကိုယ်တူစူးစမ်းကြတယ်ပတ်စံစုကြတယ်ချစ်ခဲ့တယ်တစ္ဆာရှိခဲ့တယ်နောက်တော့အောင်မြင်လာတဲ့အခါဝိုင်းဝိုင်းလေလာတယ်ကျွန်တော်မကြာခဏလဲရေးဘူးသလိုဖိုဘာရရဲ့တွင်တင်ချက်တွေအရယောက်ျားတစ်ယောက်ရဲ့တန်ဖိုးဟာအသက်အရွယ်ရုပ်ရည်ယူဘက်ကခန္ဓာကိုယ်အကျိုးအစားလူယိုစစ်ချင်းစတော်တွေမှာရှိတာမဟုတ်ဘူးသူရဲ့ငွေရှာနိုင်စွမ်းဘဝလုံခြုံမှုပေးနိုင်စွမ်းတွေမှာရှိတာအသက်ရလာတာနဲ့အမျှအောင်မြင်လာတာနဲ့အမျှအဲ့ဓာတွေကပို့ပို့တိုးလာတယ်အဲ့ဒီကအိမ်အောင်ရှိခြင်းမရှိခြင်းတွေကိုဂရုမစိုက်တော့တဲ့သူတွေကအနားရောက်လာတယ်။ဒီလိုနဲ့ပဲတစ္ဆာတရားတွေရေးရင်ကုန်တော့တာပဲ။ဖောက်ပြန်မှုအခွင့်အရေးရပါရဲ့နဲ့စောက်စည်းနိုင်တာကိုမှတစ္ဆာတရားလို့ခေါ်နိုင်မယ်တင်ပါတယ်။ချမ်းသာနေတဲ့အခါစိတ်ပျော်နေတဲ့အခါလူတွေကိုနားလည်ပေးနိုင်တယ်။ဖြည့်တွေးပေးနိုင်တယ်။အကောင်းမြင်ပေးနိုင်တယ်။စီးရင်နေတဲ့အခါစိတ်တူနေတဲ့အခါမှာတော့ကိုယ်ဒုက္ခပဲကိုသိတော့တယ်။တခြားလူကိုထည့်တွေးပေးနိုင်ဖို့ဆိုတာမလွယ်တော့ဘူး။ဒါကြောင့်အကောင်းမြင်စိတ်တို့ဒူးညံ့သိမ်မွေ့ခြင်းတို့အေးဆေးတည်ငြိမ်ခြင်းတို့ဟာလူကုန်တန်းလူချမ်းသာရေပေါ်စီတွေရဲ့အသုံးဆောင်တစ်ခုလို့တောင်မြင်မိတယ်။အကြောင်းကြောင့်အစိမ်မပြေမှုတွေလည်းကြုံရရောအကောင်းမမြင်နိုင်တော့ဘူး။ရင်ကျေးခြင်းတွေခွဲပြောက်သွားတယ်။အရင်ဆန်လာတယ်။ခတ်တန်လာတယ်။မျက်နှာဖုံးကကြသွားတယ်လို့တော့မဟုတ်ဘူး။အရင်ကတည်းကလည်းဟန်ဆောင်နေခဲ့တာတော့မဟုတ်ဘူး။အချိန်ကြီးကြောင့်ဒီလိုလုံနိုင်နေခဲ့တာဆိုတာကိုနားမလည်ခဲ့ကြတာ။စိတ်ကိုဘလို့အေးချအောင်ထား healthy lifestyle ကိုဘလို့မွေးမြူစတာတွေမှာလဲအချိန်နေရဲ့ပတ်မိုးမှုကစကားပြောပြန်တာပဲ။ဒီတိုင်းကတော့ဘယ်သူမဆိုအလွယ်လေးပြောနိုင်တာပေါ့။အိမ်ချိတ်ဖိတ်ခံရပြီးမိသားစုတူကိုကြောင့်အဖမ်းခံအသက်ခံလိုက်ရပြီးခြေတစ်ဖက်လက်တစ်ဖက်ဆုံးရှုံးလိုက်ရပြီးအနာဂတ်ကလည်းတကယ်ကိုမျောလင်းချက်မဲ့နေပြီအဲ့ဒီလိုများကြုံခဲ့ရရင်ရောစိတ်ကိုအေးချမ်းအောင်ထားနိုင်ပါဦးမလားကိုယ့်ရဲ့ lifestyle ကိုချော်မထွက်သွားအောင်ထိန်းနိုင်ပါဦးမလားစဉ်းစားကြည့်တဲ့အခက်အခဲတွေပြဿနာတွေစိတ်ဆင်းရဲစရာတွေကြုံနေရတာတော့ထိမ့်သိမ့်နိုင်သေးတယ်ဆိုတော့မှပဲ
ဒီလူကအဆင့်တစ်ခုရောက်နေပြီဆိုရမှာဖြစ်ပါတယ်။အဲ့ဒီလိုပဲလူတစ်ယောက်ရဲ့အဆင့်တန်းကိုသိချင်ရင်သူ့ထက်နှိပ်ပါသူတွေသူနိုင်လို့ရတဲ့သူတွေကိုဘယ်လိုဆက်ဆံတယ်လဲဆိုတာကြည့်ရတယ်တဲ့အထက်လူကိုရေပြတ်ရတာသိပ်လွယ်တယ်။ကိုကြိုးရှိမဲဆိုသူကိုလည်းဖော်ပြရတာကုညီပေးရတာဘယ်သူမဆိုတတ်နိုင်တယ်။ကိုရန်သွားစလို့ဟိုက10ဆလောက်ပြန်တုတ်ပြန်မဲ့သူဆိုလဲတီးခံရတာမကပ်ဘူး။စားတော့ဆိုင်ကစပွဲတော်ကလေးကိုအိမ်ကအရင်ကူကောင်မလေးအာနာတက်တဲ့တငယ်ချင်းကိုဘာပြောပြောကုညီပေးတီးခံပေးတဲ့သူဒီလိုလူတွေအပေါ်ဆက်ဆံပုံကသာကိုယ့်အဆင့်တန်းကိုပြနေမှာဖြစ်ပါတယ်။လူတိုင်းမှာပါဝါရှိတယ်။ယာရုအာနာငွေကြေးပညာလုပ်ပိုင်ခွင့်နာမည်ကျော်ကြားမှုစသဖြင့်ဒါတွေကအနိုင်ကျင့်ခွင့်ကိုပေးစွမ်းနိုင်တယ်။အနိုင်ကျင့်မရလို့မကျင့်တာနဲ့ကျင့်ခွင့်ရပါလဲနဲ့မကျင့်တာကတခြားစီပါပဲ။ဒါဖြင့်လူတစ်ယောက်ရဲ့တရုပ်မှန်ကိုဘယ်တော့မှသိနိုင်မလဲလို့မေးရင်တော့သူ့လက်ထဲပါဝါရစေမဲ့တနည်းအားဖြင့်အလွဲသုံးပြီးအနိုင်ကျင့်လို့ရစေမဲ့အရာတစ်ခုခုထည့်ပေးကြည့်လိုက်ရင်သိနိုင်လိမ့်မယ်ဆိုတာပါပဲ။တကယ်တော့အကောင်းလောကရန်ဖြစ်ဖြစ်အဆိုးလောကရန်ဖြစ်ဖြစ်ကိုယ့်ကို test လုပ်နေကြတာပါ။အကောင်းတွေနဲ့ကြုံရင်ကနေဖောက်ပြန်သွားသူတွေလည်းရှိတယ်။အဆိုးတွေနဲ့ကြုံရင်ကနေကိုချင်းသိက္ခာရေးရင်ကုန်သူတွေလည်းရှိတယ်။စာမေးပွဲကြောက်ကုန်သူတွေပဲဆိုပါတော့။ဒါကြောင့်ကိုလည်းအရန်ကောင်းလာပြီမတင်ပါနဲ့။တခါတလေကျစာမေးပွဲမဖြေရသေးလို့သာစာရတယ်ထင်နေတတ်ကြတာပါ။တကယ်နဖူးတွေ့ဒူးတွေ့ဖြေရပြီဆိုတဲ့အခါကြာသွားနိုင်တယ်။အဲ့ဒီအတွက်သူများကိုလက်ညှိုးထိုးတာလေးတွေလျှော့ပြီးကိုပြင်ဆင်ထားကြဖို့ကသာပိုရေးကြည့်မယ်မြင်မိပါတယ်။ဒေါက်တာဖြိုးတီဟာ18ရက်5လ2025